ဒီစဲမှာရှီဝမ်းမှာခေါင်းစဉ်ရေးပြီးတော့ကြံတဲ့ရှီတွေကိုအလျော်အလျောက်ခေါင်းစဉ်ဘယ်လိုမျိုးရေးအောင်လုပ်မလဲကိုရိုက်ထည့်စရာမလိုဘဲနဲ့ဘယ်လိုမျိုးရေးရမလဲပေါ့ဒါဆိုရင်နံပါတ်1အလွယ်ဆုံးကတော့ပထမရှိကိုကျွန်မခေါင်းစဉ်ရေးဖို့အတွက်မရှန်ဆယ်တာနှိပ်လိုက်မယ်ပြီးရင်တိုက်တယ်လို့ပဲရေးလိုက်မယ်ပေါ့နော်ဟုတ်ပြီတိုက်တယ်လို့ရေးပြီးသွားပြီဆိုလို့ရှိရင်ဒါကို copy ကူးလိုက်မယ်နံပါတ်1က Ctrl C copy ကူးမယ်ကျန်တဲ့ဆဲကွက်တွေမှာကြာရင် click ချ Ctrl V ပြီးရင်ကျန်တဲ့ဆဲကွက်ကိုလည်း click ချ Ctrl V ဒါနံပါတ်1ပါအလွယ်ဆုံးနည်းပါအဲ့လိုမသုံးချင်ဘူးဆိုရင်နောက်တနည်းပြောလို့ရပါသေးတယ်ဒါပေမဲ့ Ctrl C Ctrl V ရဲ့အားနည်းချက်ကိုပြောပါမယ်ကျမကဒီနေရာမှာတိုက်တယ်1လို့ပြင်လိုက်မယ်တိုက်တယ်1လို့ပြင်လိုက်တာနဲ့ဒီဘက်မှာတိုက်တယ်ပါပဲပြင်သွားခြင်းတော့မရှိပါဘူးဒါက Ctrl C Ctrl V ရဲ့အားနည်းချက်ပါဒါဆိုရင်နောက်ထပ်အဆင့်2ကိုပြောပြပါမယ်ဒါဆိုရင်နံပါတ်2ကကြတော့ဘယ်လိုရေးလို့ရလဲဆိုရင်ဥပမာဒီဘက်မှာတိုက်တယ်လို့ရေးထားတယ်တိုက်တယ်ရေးထားပြီးရင်ဒီဆဲခွက်ကို copy မကူးတော့ဘူးရှီ2ကိုသွားမယ်ကိုလိုချင်တဲ့နေရာမှာ click ချထားညီမျှချင်းရေးလိုက်မယ်ရှီ1ဆဲခွက်မှာ click တစ်ချက်ပြန်နှိပ်သူ့ပေါ်မှာ click တစ်ချက်နှိပ်လိုက်ဒါဆိုရင်ညီမျှချင်းကိုတခြားရှီမှာကိုလိုချင်တဲ့ရှီမှာရေးတယ်ဆဲခွက်မှာကိုလိုချင်တဲ့ခေါင်းစဉ်ကိုလာပြီး click ချ enter နှိပ်လိုက်ပါ March and Center တော့လုံးမသွားပါဘူးဒါကြီးကတော့ကိုယ့်ဘာသာကို March and Center တော့ပြန်လုပ်ရမယ်ရှီ3ကိုရေးခြင်းရင်လည်းအိုက်တိုင်းမယ်ရေးမဲ့အကွက်မှာညီမျှချင်းရေးမယ်ပြီးရင်ရှီ1ကိုလာမယ်ကိုလိုချင်တဲ့ခေါင်းစဉ်မှာ click နှိပ် enter နှိပ်ဒါကနံပါတ်2သူ့ရဲ့အားသာချက်ကဥပမာရှီ1ကိုကျမကနောက်ကတိုက်တယ်ဆိုတဲ့နေရာမှာ1လို့ထည့်ရေးလိုက်တယ်ဆိုရင်ရှီ2မှာလည်း1ပေါ်တယ်ရှီ3မှာလည်း1ပေါ်တယ်ဒါကညီမျှချင်းနဲ့ copy ကူးရခြင်းရဲ့အားသာချက်ပါဟုတ်ပြီဒါဆိုရင်နောက်နည်းတွေကဘယ်လိုရေးလို့ရသေးလဲနောက်ထပ်ရေးလို့ရတဲ့နည်းတွေရှိပါသေးတယ်နောက်ထပ်ရေးခြင်းနဲ့ဆိုရင်လောလောဆယ်ဒီရှိတွေအကုန်လုံးကိုဘာမှမရေးခင်ကိုရှိဘယ်နှမျက်နှာကိုစာရေးမှလဲကိုရေးခြင်းနဲ့စာမျက်နှာရှိအကုန်လုံးကိုဆက်လက်မှတ်လိုက်ပါဥပမာကျမကအောက်ရှည်မှာရှိ1မှာ click ချထားတယ်ဆိုရင် control လေးကိုပြီးရှိ2ကိုလည်းနှိပ်ရှိ3ကိုလည်းနှိပ်ဒါဆိုရင်ဒီအောက်ခြေမှာအကုန်လုံးကိုဆက်လက်ဝင်သွားပြီးအဖြူရောင်လေးပေါ်သွားတယ်ကလစ်ပြန်ချပြပါမယ်ဒါဆိုရင်ဆက်လက်ဝင်နေတယ်နော်ကြိုက်တဲ့ရှိတစ်ခုပေါ်မှာကလစ်နှိပ်လိုက်ကြံတဲ့ရှိလေးတွေကမတိတာတယ်ပေါ့နော်ဒီ selection ပြုတ်သွားပြီဆိုရင်ဒီမှာကြည့်လိုက်ပါရှိ2ရောက်သွားတယ်ဒီမှာနှိပ်ကြည့်ရှိ1 control ကိုဖိပြီးတော့နှိပ်သွားကြည့်ရှိတွေအကုန်လုံးကိုဒါဆိုရင်သူကအဖြူရောင်လေးပဲပေါ်တယ်ဒါဆိုရင်ရှစ်3ခုလုံးကိုကျွန်မဆက်လက်မှတ်ပြီးသားဒါဆိုရင်ရှစ်3ခုလုံးကိုဆက်လက်မှတ်ပြီးသွားတဲ့အချိန်လေးမှာခေါင်းစဉ်ရေးပြမယ်ဒီမှာပထမရှိမှာ March and Center နှိပ်လိုက်မယ်ပြီးရင် title ဆိုပြီးရေးလိုက်ပါမယ် title ရေးပြီးသွားရင် enter နှိပ်လိုက်မယ်ကျန်တဲ့ရှိလေးတွေပေါ်လဲနှိပ်ကြည့်ပါ title ရေးပြီးသားဒီမှာ title ရေးပြီးသားဒီဘက်မှာကစလုံး site ကိုဒီဆဲကွက်ကိုချဲ့ထားတာမလို့เนาะဒီမှာလဲဆဲကွက်ကိုအချုံချဲကိုဒါတော့ပြန်လို့ရမယ်ဒီမှာ March and Center ပါတခါပဲပေါင်းပြီးသားပုံစံဖြစ်သွားပါတယ်သူကတော့ရှိကိုတခါလဲ group ဖွဲ့ပြီးရေးတဲ့ပုံစံမရေးခင်ကနေ control လေးဖြီးဒီရှိတွေကို control လေးဖြီးပြီးနှိပ်သွားပြီးကကြမှာစရေးဒီလိုမျိုးလဲသုံးလို့ရပါတယ်ဒါကနံပါတ်3အဆင့်မှာနောက်တစ်ခုကကြတော့ဥပမာဒီရှိကိုပဲခေါင်းစဉ်ရေးခြင်းနဲ့ဆိုရင်ခေါင်းစဉ်လေးရေးလိုက်ပါရေးပြီးသွားပြီဆိုလို့ရှိရင်ဒီနောက်ကရှိတွေမှာစာမရေးရသေးဘူးဆိုရင်ဒီရှိကိုပဲ copy ယူလိုက် right click ဒီမှာ move or copy ပြီးရင်ဘယ်နေရာမှာထားမှလဲရှိ2ရဲ့နောက်မှာထားမှလားနောက်ဆုံးမှာထားမှလားရှိ2ရဲ့ရှေ့မှာထားမှလားပြီးရင် create a copy ဆိုတာလေးကိုတော့နှိပ်ခဲ့ပါ okay နှိပ်လိုက်ဒါဆိုရင်ဒီမှာရှိ2ဆိုပြီးတော့ဒီမှာရှိ1ဒီမှာရှိ1ကိုမှ2ဒီမှာကိုလိုချင်တဲ့ဟာတွေအကုန်လုံးဖြည့်ပေါ့နော်ဒီလိုမျိုး copy ယူသွားလို့လည်းရတယ်ရှိတစ်ခုလုံးကို copy ကူးတာရှိတစ်ခုလုံးကို copy ကူးခြင်းလွယ်ပါတယ်ဒီရှိလေးပေါ်ကိုလက်ကလေးခလုံးနှိပ် right click နှိပ် move or copy ကိုနှိပ်မယ် create a copy ကိုနှိပ်မယ်ဒီဟာကိုအမှန်ချင်းမချစ်ခဲ့ဘူးဆိုလို့ရှိရင်တော့သူကဒီ move ရွှေ့တယ်လို့ပဲဖြစ်သွားမယ်ပေါ့နော်ဒါမှမဟုတ်နောက်ဆုံးမှာသွားထားမယ် move to add okay ပေးလိုက်ဒါဆိုရင်ဒီနေရာမှာပါဒီမှာလဲဒီစာတွေရောအကုန်လုံးပါတယ်သူကကြတော့အဲ့လိုမျိုးလဲသုံးလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ခေါင်းစဉ်တွေကိုကိုရှိတစ်မျက်နှာမှာရေးပြီးသွားပြီဆိုတာနဲ့နောက်စာမျက်နှာတွေမှာဘလို့အလွယ်တကူရေးလို့ရလဲဆိုတာရှင်းပြပေးတာဖြစ်ပါတယ်။